တောဘရင်ကြီးကျင်သည့်ရှေးအချိန်ကတောတစ်ခုမှာတတဝါအများကြီးနေကြပါတယ်။ငှက်လိတ်6ကနေစပြီးတောကြားမြေများတမင်ထောင်ထောင်ပါလို့တောဟာစွမ်းအားရှင်တွေနေတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ဒီတောမှာတော့ချင်းသေးကြီးတစ်ကောင်ရှိပါတယ်။သူကတောထဲမှာအကြီးဆုံးအပြင်းဆုံးဖြစ်တာကြောင့်တတဝါအားလုံးကတောဘရင်ကြီးလို့ခေါ်ကြပါတယ်။ချင်းသေးဘရင်ကြီးဟာမိမိအင်အားကြီးလို့ဂုဏ်တော်ထင်လာတယ်။တခါတလေတခြားတတဝါတွေကိုချင်းကပ်လာလဲမနာလိုသဘောနဲ့အနိုင်ကျင့်တတ်တဲ့များများပြားပြားကိုတနာမှုမရှိဘဲထိခိုက်စေတတ်တဲ့တနေ့မှာချင်းသေးဘရင်ကြီးဟာရေချိုကျင်လာတော့ရေချိုတဲ့အရင်ကိုလှန်လာတဲ့တောင်ကလေးကမိသွားတဲ့တောဝက်သေးတစ်ကောင်ကိုမတိသွားပဲဖြင်းသွားတဲ့တောဝက်သေးကအတော်လေးနာကျင်လာပြီးသူ့ဖေဖြစ်တဲ့တောဝက်ကြီးကိုတိုင်ကြားလိုက်တဲ့တောဝက်ကြီးကချင်းသေးဘရင်ကြီးကိုတိုက်ဖို့မစင်စားနိုင်ဘူးဒါပေမဲ့တောသားအားလုံးကိုစီလုံးစေပြီးတောဘရင်အဖြစ်ငြိမ်သက်မှုနဲ့ဥပဒေအတူအလျောက်နေရမှာဖြစ်တယ်ဆိုတဲ့သဘောတူညီချက်နဲ့တတဝါတွေအားလုံးစုစည်းကြတယ်။ချင်းသေးဘရင်ကြီးကတဦးရဲနဲ့သာစိုးမိုးနေနိုင်ပေမဲ့တတဝါအားလုံးပူးပေါင်းပြီးစီလုံးလာတာကြောင့်အကြီးမှုဖြစ်တာထက်ဥပဒေတရားနဲ့ညီအောင်နေရမယ်ဆိုတာနားလည်လာတယ်။နောက်ဆုံးမှာတော့ချင်းသေးဘူးရင်ကြီးဟာပြောင်းလဲသွားပြီးတောသားအားလုံးအပေါ်ညီမျှအောင်စိုးမိုးလာပြီးတောတစ်ခုလုံးငြိမ်းချမ်းစွာနေနိုင်လာခဲ့ပါတယ်။